MKK ရုံးမှာဒီ90 report ကိုကျွန်တော်တို့ဒီလူတစ်ပတ်ရိုက်ထားတဲ့နန်းအလေးဗီဇာသမားတွေဒီတစ်မျိုးပဲကျွန်တော်တို့ကရက်90ထုပြီးခင်ဗျာတခြားဗီဇာကြီးတွေ NMB တို့ ED ဗီဇာတို့အဲ့ဒီဗီဇာသမားတွေတော့ကျွန်တော်90 report ထုပြီးလို့မရဘူးခင်ဗျာ90 စာရွက်ကကြတော့ကျွန်တော်တို့ဒီမဟာချိုင်ရဲ့စမှုပကံရုံးရဲ့ဒီနှစ်ရုံးကထွက်တဲ့စာရွက်ပဲရမယ်ကျွန်တော်တို့ရုံးတင်တာလည်းဒီနှစ်ရုံးပဲဖြစ်လို့ခင်ဗျာတခြားရုံးတွေတော့ကျွန်တော်တို့မတင်ဘူးပေါ့နော်ဒီနေရုံးကထွက်တဲ့စာရွက်ပဲရမယ်တကယ်လို့အဆင်ပြေရဆိုရင်ကျွန်တော်တို့ရှိမှာတင်လို့ရတယ်ကျွန်တော်တို့နမူနာစာရွက်ကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ကချက်ပေါက်ကနေပို့ပေးလို့ရလုံးဝ customer အစ်တွေပေါ့နော်ဒီ customer ဟောင်းနေရတော့ TP ဒါဆိုတော့ပြဿနာမရှိဘူးဒီတက်တန်းကိုကျွန်တော်တို့ဘယ်နှစ်ရက်ကြော်လို့ရလဲတချို့ကြလဲရက်ကြော်တဲ့ပြဿနာတွေတော်တော်များတယ်ပေါ့နော်အဲ့တော့ဒီကိုစာအုပ်ထဲမှာအခုနန်းလေးဗီဇာကိုအခုမှစားထည့်ပြီလားထည့်တဲ့လူတွေဆိုရင်ဒီရက်90စာရွက်အသေးလေးရမယ်ပထမဆုံးရတဲ့စာရွက်အသေးလေးသမားတွေဆိုရင်သူကဒီဆိုရပေးတဲ့ရက်ကနေစပြီးတော့ရက်ပေါင်း90ကွက်တိမတိုင်ခင်ထူရတယ်ကိုကအဲ့တော့ agent ကိုအပ်မယ်ဆိုရင်လည်းရက်90မပြည့်ခင်မှာ3လမပြည့်ခင်ပေါ့နော်2ရက်3ရက်အလို89ရက်88ရက်အဲ့ဒီရက်ဝင်ကျင်လာကိုကြိုတင်လာတာပို့ပြီးတော့စိတ်ချရတယ်သူက3လထက်ကိုထက်ကြော်သွားလို့မရအောင်ကြော်ဝိုင်းတော့ရက်ကြော်ကြီးထိမှာโอเคအဲ့တော့ပထမကျရင်စာရွက်သေးလေးပြည့်သွားလို့ထူလိုက်လို့စာရွက်အကြီးရလာခဲ့ပြီဆိုရင်တော့3လထက်ကိုနောက်ထပ်4-5ရက်လောက်ကြော်လို့ရတယ်9ရက်ပေါ့နော်အတိကျတော့ဒါမှ95ရက်လောက်ကြော်လို့ရတယ်လို့အကြမ်းမြင်မှတ်ထားလို့ရတယ်ခင်ဗျဒါဆိုကိုရဲ့ဒီရက်90ကဘယ်ရက်ကြော်မလဲဆိုတာတိတိကျကျကိုခန့်မှန်းလို့ရတယ်ပေါ့နော်ရက်90နဲ့ပတ်သက်လို့ကျွန်တော်ဒီကိုရဲ့လိပ်စာအတိကျကျွန်တော်တို့လုံးဝထည့်ပြီးလို့မရဘူးခင်ဗျ။ဘာဖြစ်လို့ဒီတဦးတယောက်ချင်းကိုအကြောင်းကြားတာတော့တော်တော်လှုပ်ရှုပ်နေပြီ။အဲ့ဒီမှာတဦးတယောက်ချင်းကဘယ်သူကပမာနေတယ်ပဲလိပ်စာတွေအတိကျကျွန်တော်တို့ထည့်ပြီးလို့ကတော့ရုံးတွင်းဖို့ကလည်းအဆင်မပြေဘူး။တကယ်လို့တွင်းလို့ရခဲ့တော့မှကျွန်တော်တို့ကမှားမှာ။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကတယောက်ချင်းစီရဲ့လိပ်စာကိုကျွန်တော်တို့ကတိကျထည့်ပြီးလို့မရဘူးခင်ဗျ။မိမိနေထိုင်တဲ့ဒီအိမ်လိပ်စာအတိအကျနဲ့လိုချင်တော့ကျွန်တော်တို့ဒီ TN30 အစင်တိုင်နာလို့ရတယ်ခင်ဗျTN30 လုပ်ဖို့အတွက်အိမ်ပိုင်ရှင်စီကအချက်လက်တွေရလိုမယ်အဲ့တော့အိမ်ပိုင်ရှင်ကိုကိုယ်တိုင်လောက်ခံတကယ်လို့အိမ်ပိုင်ရှင်ကလုပ်ပေးလို့သူအဆင်မပြေဘူးဆိုရင်ကျွန်တော်တို့ကိုအချက်လက်အပြည့်စုံတောင်းပေးရင်ကျွန်တော်တို့က TN30 ကိုကျွန်တော်တို့ကိုနေတဲ့နေရာရဲ့လိပ်စာအတိအကျနဲ့ကျွန်တော်တို့ကလုပ်ပေးလို့ရတယ်TN30 လုပ်ရင်ဘာချက်တွေလိုမလဲTN30 လုပ်ရင်ကျွန်တော်တို့ကိုအိမ်လိပ်စာနဲ့တီးကြထွက်ချင်တဲ့လူတွေဆိုရင်ဘာလို့မလဲဆိုတော့အိမ်ပိုင်ရှင်ရဲ့မှတ်ပုံတင်လိုမယ်ပြီးရင်အိမ်အောင်စုစင်ပေါ့နော်တပြန်ဘက်ကြောက်ပတ်ဒီကိုနေတဲ့အိမ်ပိုင်ရှင်ရဲ့အိမ်အောင်စုစင်ဖြစ်ရမယ်သူကတစ်ခါထက်ဆင့်ထပ်ငှားရတာဆိုရင်မရဘူးပြီးပါရင်ကိုရဲ့အိမ်ငှားစာချုပ်ရှိရင်အိမ်ငှားစာချုပ်ပြီးရင်ကိုရဲ့လက်ရှိသုံးနေတဲ့ email ပေါ့နော် emailအဲ့ဒါရပြီပြီးသွားရင်နောက် passport တို့ visa တို့ကကျွန်တော်တို့ထဲမှာရှိပြီးသားဆိုတော့ပြဿနာမရှိဘူးတကယ်လို့အခုမှစပြီးတော့လောက်အပ်ဆိုရင်ခုနကပြောထားတဲ့လေးချက်ရယ်ပြီးရင်ကိုယ့်ရဲ့ဒီနေရလိပ်စာအပြည့်စုံပြီးရင် passport ရှိစာမျက်နှာ visa စာမျက်နှာပြီးရင်ဒီ90 day စာရွက်ဟောင်းပေါ့နော်အဲ့ဒါတွေနဲ့ကျွန်တော်တို့ရှိမှ TN30 service ကိုလာအပ်လို့ရတယ် service fee ကတော့ကျွန်တော်200ယူရခင်ဗျနေဘက်မှာနေတဲ့လူမဲဆောက်တို့ချစ်မိုင်တို့နေတဲ့လူတွေကရက်90ကဘယ်မှာထူရမလဲဆိုတော့ကျွန်တော်တို့ရုံးမှာလာထူရင်တော့ဒီဘန်ကောက်နယ်ဘက်ကထွက်တဲ့ရက်90စာရွက်ပဲရအောင်မှာအဲ့တော့ဒီကျွန်တော်တို့ဒီဘက်ကထွက်တဲ့ရက်90ကမိမိတို့နေတဲ့မဲဆောက်တို့ချစ်မိုင်တို့ဘက်မှာသုံးလို့ရလားအဲ့ဒါကြတော့ကိုယ်တိုင်စုံစမ်းရမှာအကြံပေးချင်တာကတော့ကိုနေတဲ့မြို့နယ်ပေါ့နော်ဥပမာမဲဆောက်တို့ချစ်မိုင်တို့ဆိုရင်ဒီကိုနေတဲ့အနီးနားရုံးကထွက်တဲ့ဒီစာရွက်လုပ်ပေးတဲ့ agent ရှိလားရှိတယ်ဆိုရင်တော့အဲ့ဒီ agent နဲ့ဆက်သွယ်ပေါ့နော်ဒီလိုတချို့ကြလဲ online နဲ့ကိုယ်တိုင်တင်ကြတယ်ဒါကြတော့မိမိအဆင်ပြေသလိုလုပ်ပေါ့နော်ကျွန်တော်အကြံပေးချင်တာကတော့တကယ်လို့ net တအားဝေးတယ်ဆိုရင်တော့ကျွန်တော်တို့ရှိမှာမတင်မဲနဲ့ကိုယ့်ရဲ့နီးစပ်ရာ agent တူရှိမှာကိုယ်ကဆက်သွယ်ထားလိုက်တာပို့ပြီးတော့အဆင်ပြေမှာခင်ဗျအဲ့တော့လက်ရှိခု online ကတင်နေတဲ့ပြဿနာတွေဒီ TN30 တို့လိပ်စာမတူတာတို့အဲ့ဒါတွေအတွက်တော့ကျွန်တော်တက်နိုင်တဲ့လောက်နားလဲတဲ့လောက်ပေါ့နော်ဗီဒီယိုလေးလုပ်ပြီးတော့ပြပေးတယ်နောက်ပြီးတော့ရက်90တွေကဘာလို့ကြော်တာလဲအဲ့ဒီမိဘတွေကိုဒီအခုကျွန်တော်ဒီဗီဒီယိုလေးရမှာကျွန်တော်နားလဲသလောက်ပြပြဆုံးလို့ရှင်းပြပေးတာတယ်တကယ်လို့ဒီထက်ပို့ပြီးတော့ကြည့်ချင်တာရှင်းလဲကျွန်တော်တို့ရဲ့ဒီ page messenger ကနေပြီးတော့လာမေးလို့ရတယ်ခင်ဗျလိုအပ်ရင်ဖုန်းဆက်လာပါတော့ဟုတ်ကဲ့ဖုန်းနံပါတ်တွေလည်းကျွန်တော်တင်ထားပေးပါရစေခင်ဗျ